အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီမှာဆိုလို့ရှိရင်တီကိုမေးထားလို့ပေါ့နော်အတန်းတက်ကိုရိုးရိုးရှင်းရှင်းလေးတီကိုလုပ်မယ်ဆိုလို့ရှိရင်ဘာ function လေးတစ်ခုလောက်ပဲသုံးပြီးတော့ပေါ့နော်လုပ်တဲ့နည်းလမ်းလေးကိုဒီက short လေးလုပ်ပေးပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တီတို့သူ့ရဲ့ basic salary ရှိမယ်ပေါ့နော်အဲ့တော့ဒီမှာ basic salary ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်2သိန်းခွဲ3သိန်း4သိန်းခွဲသူအတင်းသူအစားစားရှိမယ်ပေါ့နော်အဲ့ဒါမှမတီကဒီမှာတပတ်စာပဲလုပ်ပေးရတကယ်လို့ဒီဟာကပေါ့နော်အတန်းတက်မှာလဲဆင်းနေဆိုလို့ရှိရင်တော့တီတို့လှုပ်လာတယ်ဆိုလို့ရှိရင်တော့တီလို့ပေးထားပြီးတော့မှအလုပ်မလာဘူးဆိုလို့ရှိရင်တော့ပေါ့နော် F ဆိုပြီးတော့မှပေးထားတယ်အဲ့တော့လှုပ်လာတဲ့ရက်ကိုတီတို့တွက်မယ်ဆိုရှင်အခုညီမချင်းဆိုပြီးတော့မှ count if function လေးကိုတီတို့သုံးမယ် range ကကြတော့တီတို့ဒီအတိုင်းပဲတရက်နေ့ကနေအခုတပတ်စာဆိုတော့9ရက်နေ့အထိတီတို့ပေါ့နော်ဒီမှာဆက်လက်လေးပေးလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင် criteria မှာကတီတို့ကဒီမှာ comma လေးခံပြီးတော့မှပေါ့နော်ကိုကအခုကကြတော့တက်တဲ့ရက်ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်တီတို့ကတပည့်ကုတ်လေးနဲ့တီဆိုပြီးတော့မှရေးချလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တက်တဲ့ရက်ကိုတီကတီလို့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီမဲ့ထပ်ပြီးတော့မှဒီလိုပေါ့နော်ဒီမှာတပည့်ကုတ်လေးနဲ့တီလို့ထည့်ရမယ်ရိုးရိုးဒီလိုမျိုးတီလိုလေးမျိုးရိုးရိုးလိုတီဆိုပြီးမှရိုက်တယ်ဆိုလို့ရှိရင်တော့အန်တာခောက်လိုက်တာနဲ့သူကထွက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီတို့ကဘာလုပ်မလဲဆိုလို့ရှိရင်တပည့်ကလေးနဲ့ရှက်နှိပ်ပြီးတော့ကကြတော့ဒီဘက်မှာတပည့်ကုတ်လေးနှစ်ခုထပ်ပြီးတော့မှထည့်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီတို့တပည့်ကုတ်လေးထည့်လိုက်ပြီပေါ့နော်တပည့်ကုတ်လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီတို့ကအန်တာခောက်လိုက်ရုံပါပဲအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုအန်တာခောက်လိုက်တာနဲ့သူ့ရဲ့တက်တဲ့ရက်ပေါ့နော်လှုပ်လာတဲ့ရက်ကကြတော့6ရက်ရှိနေမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီတို့ကဒီမှာ fsm မှာဆိုလို့ရှိရင်ခုနကအတိုင်းပဲညီမချင်းကောင်း if function ကိုပဲသုံးမယ်နောက်ဆုံးပေါ့နော်ဒီ range ကတော့သူတို့ခုနကအတိုင်းပဲတရက်နေ့ကနေ9ရက်နေ့ထိပြီးတော့မှ range လေးကိုယူမယ်အဲ့တော့ဒီမှာဆိုရင်တရက်ကနေ9ရက်ထိပေါ့နော် range လေးယူမယ်ပြီးသွားလို့ရှိရင်ဒီလို comma လေးခံပြီးတော့မှ criteria ကကြတော့အခုကကြတော့ရုံးပြတ်တဲ့ရက်ဆိုတော့ f လို့ပေးထားဖြစ်တဲ့အတွက်ကြောင့် double quote လေးနဲ့ f ဆိုပြီးတော့မှပေါ့နော်ဒီလိုပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကပေါ့နော် record တင်ဖို့အဆင်မပြေလို့ပေါ့နော်ဖုန်းလေးနဲ့ပဲရိုက်ပြဖြစ်တဲ့အတွက်ကြောင့်နားလဲမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကို auto fill ဆွဲချလိုက်မယ်ပေါ့နော်ဒီလိုဆွဲပြီးသွားပြီဆိုရင်ဒီလိုနောက်မှာ total salary တွက်တော့မယ်အဲ့တော့ total salary တွက်မယ်ဆိုရင် basic salary လည်းရှိနေရမယ်ပေါ့နော်အဲ့တော့ basic salary ရှိနေရမယ်အဲ့တော့ဒီမှာဆိုရင်ဒီကညီမချင်းဆိုပြီးတော့ total salary ကိုတွက်မှာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ basic salary ကိုဒီအခြေခံလစာကိုတည်ပြီးတော့ပေါ့နော်ဒီမဲ့အခြေခံလစာကိုဒီတို့ကတစ်လမှာဆိုလို့ရှိရင်ရက်30နဲ့ပဲတွက်ကြတာများတယ်အဲ့ဒါကြောင့်မလို့ဒီရက်30နဲ့စားလိုက်မယ်ဒါဆိုလို့ရှိရင်တရက်တာပေါ့နှုံထားရပြီပေါ့နော်ကိုရဲ့လစာရပြီအဲ့ဒါဆိုလို့ရှိရင်ဒီတို့ကဘာနဲ့ထပ်မြောက်ရမှာလဲဆိုလို့ရှိရင်ကိုအလုတ်လာတဲ့ရက်ကိုပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာအလုတ်လာတဲ့ရက်တခါတည်းဘာလို့ရှိမှ FZ နဲ့ PZ နဲ့ဒီတို့ခွဲထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီမှာအလုတ်လာတဲ့ရက်လေးနဲ့ပဲဒီတို့မြှောက်လိုက်ရုံပဲဒါဆိုလို့ရှိရင်ကိုရဲ့9ရက်စာမှာပေါ့နော်တရက်ကမလာကကြတော့6ရက်စာရှိမယ်ပေါ့နော်အဲ့တော့6ရက်စာလစာလေးရတော့ပါပြီအဲ့တော့6ရက်စာလစာလေးရပြီးတော့ပြီဒီလိုမျိုးရတော့ပြီဆိုဒီလို auto fill လေးဆွဲချလိုက်ရုံပဲ sorry ဒီမှာဆိုလို့ရှိရင်ဒီပေါ့နော်ဒီမှာလမ်းကြောင်းတွေကတရန်ကိုဖွာဖြစ်နေတယ်အဲကြောဒီမှာ auto fill လေးဆွဲချလိုက်မယ်တခြားလေးတစ်ဖက်ကဖုန်းရိုက်နေတာဆိုတော့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုး auto fill ဆွဲချပြီးသွားပြီဆိုလို့ရှိရင်ရသွားပြီဒီမဲဆိုလို့ရှိရင်အခြေခံလစာ3သိန်းရှိတဲ့လူကတော့ဒီမှာသူက3ရက်ထဲတိုက်ထားဖြစ်တဲ့ကြောင့်3000ပဲရမယ်ဒီမှာကြောင့်4သိန်းခွဲအခြေခံလစာရှိတဲ့လူကကြတော့သူက9ရက်တက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ9500ရပါတယ်ပြီးတော့လို့ရှိရင်နောက်ထပ်တစ်ယောက်ကကြတော့ဒီမှာဆိုလို့ရှိရင်ဖြိုးဖြိုးကကြတော့သူက9သိန်းပေါ့နော်သူရဲ့ salary 9သိန်းရှိတယ်အဲ့ဒါမှသူကရက်ပြည့်တက်တာဖြစ်တဲ့အတွက်ကြောင့်သူကဒီမှာ3သိန်း1600ပေါ့နော်တပတ်ကို3သိန်း1600ကျော်ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးပေါ့နော်ရသွားပြီအဲ့ဒါမှမာတီတို့ကနောက်ထပ်ပေါ့ဘာကြီးလာမလဲဆိုလို့ရှိရင်ကိုရဲ့လုပ်ငန်းမှာရှိတဲ့ပေါ့နော်လူမှုဖူလုံရေးကြီးတွေတို့ဘာတို့ပေါ့နော်ဒီလိုမျိုးပြီးရင်စားစရိတ်တွေဖြစ်တာတို့ဘာတို့ဆိုလို့ရှိရင်တော့အခုဒီပြတဲ့နီလန်းလေးတိုင်းပဲဒီမှာဆိုလို့ရှိရင် row to row ကိုထပ်ပြီးတော့မှခေါ်လိုက်ပြီးတော့မှပေါ့နော် column တစ်ခုကိုထပ်ပြီးတော့ခေါ်လိုက်တယ်ခေါ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမဲ့ remove ဖူလုံရေးရတော့ပေါ့နော်ကိုသတ်မှတ်ထားတဲ့ non အတိုင်းပေါ့နော်ဘယ်လောက်ပါစံလဲတော့မသိဘူးပေါ့နော်ဒီကတော့အခုကကြတော့ဒီတိုင်းပဲရိုက်ထည့်ပြတိုက်တာပေါ့နော်အဲ့တော့ကိုကပေါ့နော်5%ဆောင်ရတာလား2%ဆောင်ရတာလား3%ဆောင်ရလာတာအရှိကန်လာစာပေါ်မှာမူတည်ပြီးမှအဲ့ဒါကတော့တွတ်တက်မယ်လို့မျှော်လင့်ပါတယ်ဒီဟာကကြတော့ဒီကပြချင်လို့ပေါ့နော်ကိုကနှုတ်မယ်ဆိုဘယ်လိုနှုတ်ရမလဲဆိုတာလေးကိုတစ်ခါပြီးမှရိုးရှင်းရှင်းလေးနဲ့ပြချင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမလူဖုန်လုံးကြီးကိုရိုက်ပဲထည့်လိုက်တာပေါ့နော်
အဲ့ဒါဆိုလို့ရှိရင်ဒီတို့နောက်မှာဘယ်လိုသူမျိုးလေးသွားနှုတ်မလဲဆိုလို့ရှိရင် total salary မှာဆိုလို့ရှိရင်ဒီမှာတပည့်ကလေးနဲ့ချက်နောက်နှိပ်လိုက်မယ်တပည့်ကလေးနဲ့ချက်လောက်နှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုခုနကသုံးခဲ့တဲ့ပေါ့နော်formula လေးရလာလိမ့်မယ်ရလာကြလာပြီဆိုလို့ရှိရင်သူ့ရဲ့ဟိုးနောက်မှာပေါ့နော်ဒီလိုကနှုတ်ပေးရမယ်ဘာကိုနှုတ်မှာလဲဆိုလို့ရှိရင်ခုနကလူမှုဖလိုရေးကြီးဆိုလူမှုဖလိုရေးကြီးကိုနှုတ်ပေးရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးလေးနှုတ်ပေးရမယ်ပေါ့နော်ရှေ့မှာတီတီ1 day ဆိုပြီးတော့မှပေါ့နော်ထည့်ထားတာလေးကကြတော့တီတီတို့ပေါ့နော်ကျန်တဲ့ဟိုဟာပေါ့နော်ဒီနောက်မှာ absent မပါဘူးဆိုလို့ရှိရင်အထက်ကနေနှုတ်လို့ရတယ်ဒါကြတော့အဲ့ဆိုလို့ရှိရင်ဒီလိုကဒီလိုမျိုးလူမှုဖုန်းလုံးကြီးနှုတ်လိုက်လို့ရှိရင်တော့ခုနလာစာတွေကညော့သွားမှာပေါ့နော်အဲ့တော့နားလည်မယ်လို့မျှော်လင့်ပါတယ်ရှင်အဆင်ပြေပါစေရှင်